အားလုံးပဲဒီကြည့်ပါတော့မနာချိတ်ကပ်ပြပါဒီလိုဟာဆက်ပြောကြကိုယ်ကေဘယ်မှာလဲကိုယ်ကေရနေပြီအဝနာပြေလာတော့ဖတ်တာဝရအကပိတပြောဝရအခုကေပါဟောနေတာတော့ဒီလိုပမာတော့ဝရအခုကေလေပြအာဒီမှာကိုယ်ကေကိနော်နေပမာတော့ဝရမူပိုက်ပဲအချိတ်ကပ်ပြပါဘာဖြစ်လဲ家有细节了。看见了。Ada boyan channel lama. Lama pi này. Lama pi. Chỉ ba khai rong. Chỉ ba nó rong.เป็นไง Nó chỉ ba. ဒီတော့စာသားပဲဘာလို့ဟောတယ်တကယ်ဝါနော်ဒီလိုပါဘုန်းကြီးကပြောတော့ဒီပုံကဒီဘေးပါပဲဒီကဒီလိုပဲဝိညာဉ်ကြောင့်လည်းလို့ခုနကမှာဘုန်းကြီးပေါ်တာကိုတောင်းတယ်သုံးဆွဲဒီနာမောပါမယ်သုံးဆွဲဒီဟာလိုက်လိုက်ကြတယ်ထုတ်တဲ့ချိန်တိုင်းကိုထုတ်ပြလိုက်ဒါလည်းအရင်ကကောင်းတဲ့ဟာဖြစ်ပါတယ်ဒီဝိုင်းကဒီရက်ရှိလို့တို့ကြလို့စီပြီးအောင်ကျွန်တော်တို့လည်းနည်းနည်းလည်းကျွန်တော်ပြောမှာပါဟိုဒီလူနဲ့ဒီပဲရှိတယ်ဒီကျွန်တော်ကပြတ်တယ်ဒီနေ့ကမှကျွန်တော်လုံးဝပြောလိုက်တယ်ဒီပုဂ္ဂိုလ်တွေပြောတယ်လူပဲဒီစာသားကဒီမှာတော့အကြပေးလို့သူပေါ်ဒေတာပုတ်ကေရင်ဟိုပါဆောလာနော်ပေါ်ဒီမှာပုတ်ကေဒေတာအမှန်ဆိုရင်ကျွန်တော်တို့ဘိုးစိတ်မှန်တော့ပါဘာလဲတော့ရှိပြီးတော့တာမှာတော့တော့ရှိရမယ်တာမှာတော့ရှိမှာအဲ့ဒါဒီကရပြည့်ပြောအမီမတူလို့ရဲကွဲနေတာဘိုးချုပ်တော်တော်ကွဲနဲ့ဘိုးချုပ်တော်မူကြီးကတော့မစိုးအဲ့ဒီတပြားအဲ့ပုတ်ကြီးအကွက်ကြီးပူနေပဲဖြစ်တယ်ဒါကြတော့ဘာမှပူနာမည်မသေးပေါ်ဘူးလုတ်ဖက်နေပေါ့ကြည့်ဒီအဲ့ဒီတက်တဲ့အတွက်ကြောင့်ဒီတော်မူရဲ့ဘုံကြီးကြီးနောက်တစ်ချက်ကအခြေကြပြောပြမှာတပ်ခွဲဒီကိစ္စနဲ့ပတ်သက်တာကျွန်တော်တို့အကြံပြုချင်တာကတော့ပုတ်ကဲကြီးဆိုတာနည်းနည်း